တရုတ်နိုင်ငံမှာမကြသေးခင်က TikTok ဗီဒီယိုတစ်ခုကြောင့်စားတောက်ဆိုင်တစ်ဆိုင်ရဲ့နာမည်ကုန်သတင်းဟာမြေစာပင်ဖြစ်ခဲ့ရပါတယ်။မိန်းကလေးတစ်ဦးကသူမရဲ့ခွေးလေးကိုစားတောက်ဆိုင်ထဲခေါ်လာပြီးဗီဒီယိုရိတ်တင်ခဲ့ရကနေပြဿနာတွေစတင်ခဲ့တာပါ။ဗီဒီယိုဟာလူမှုကွန်ရက်မှာပြန့်နှံ့သွားခဲ့ပေမဲ့ထင်မှတ်မထားတဲ့ဝေဖန်မှုတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်။တရုတ်နိုင်ငံရဲ့ယဉ်ကျေးမှုအရအိမ်မွေးတိရစ္ဆာန်တွေကိုစပွဲပေါ်တင်ထားတာဟာအလွန်ပဲယွန်ရှာပွဲကောင်းတယ်လို့ယူဆကြပါတယ်။ဒီလို negative ဆန်တဲ့ comment တွေများလာတာကြောင့်ဆိုင်ရဲ့ဂုဏ်သတင်းကိုအဖတ်ဆယ်ဖို့အတွက်ဆိုင်ရှင်မျိုးသမီးဟာလူတိုင်းအံ့ဩသွားမဲ့လူရဲ့တကူကိုလုပ်ပြခဲ့ပါတယ်။သူမဟာပကအချက်600နဲ့ဖန်ခွက်ပေါင်း1000ကျော်ကိုစိုက်ပင်ဘက်မှာအကုန်လုံးရိုက်ခွဲပစ်လိုက်တဲ့ဗီဒီယိုကိုတင်ခဲ့ပါတယ်။ဆိုင်ရှင်ဟာစိုက်ထဲက CCTV မှတ်တမ်းတွေကိုပါချပြခဲ့ပါတယ်။အဲ့ဒီမှတ်တမ်းတွေမှာတော့ထိုနေ့ညကခွေးလေးဟာအိုးခွက်ပကံတွေကိုထိတွေ့ခြင်းလုံးဝမရှိခဲ့သလိုပြက်နေတာမျိုးလည်းလုံးဝမရှိတာကိုရှင်းရှင်းလင်းလင်းမြင်တွေ့ခဲ့ရပါတယ်။ရလကတော့ဒီလိုရဲဝန်းတဲ့ဆုံးဖြတ်ချက်တွေကြောင့်ဝေဖန်သူတွေဟာတစ်ဖက်လက်ပြီးအံ့ဩချီးကျူးခဲ့ကြပါတယ်။ဆိုင်ရှင်ရဲ့တာဝန်ယူမှုကိုမြင်သွားကြတဲ့အတွက်ဆိုင်ဟာအပိတ်ခံရမယ့်အစားပိုပြီးတောင်လူသိများကနာမည်ကြီးသွားခဲ့ပါတယ်